လောကထဲမှာနေလို့ရှိရင်ဒီအချက်၄ချက်ကိုသတိထားဖို့လိုတယ်ပေါ့နံပါတ်1လောကဘဝယတ္တိကိုအတွက်အသိပညာနဲ့ကြိုးပမ်းအထောက်မှုနံပါတ်2ကိုရလာတဲ့အခွင့်အရေးကိုရလာတဲ့ပစ္စည်းဥစ္စာအားလုံးနဲ့မျှဝေသုံးစွဲပြီးလောကကိုအကျိုးပြုမှုနံပါတ်3အခွင့်အရေးတာလို့အောင်မြင်ကြည်ဝလာတဲ့အခါစိတ်တက်တည်တည်ငြိမ်ငြိမ်ထားပြီးတော့ဘဝမမြင့်ဖို့ဘဝမမြင့်မဲ့နဲ့စိတ်တက်တည်ငြိမ်စွာထားနိုင်မှုစတုထအချက်ကကြာဆုံးခံရောက်တဲ့အခါမှာစိတ်နှလုံးတုန်လှုပ်ပြီးစိတ်တက်မကြဘူးအဲ့ဒီတရား၄ပါးကိုသာဓုတရား၄ပါးလို့လည်းခေါ်တယ်ဒါအကောင်းဆုံးနေထိုင်ရင်သာဓုဆိုတာအကောင်းဆုံးအဲ့တော့ဘဝမှာလောကတွင်မှာနေတဲ့အခါမှာဒီချက်၄ချက်နဲ့ပြည့်ပြည့်စုံစုံဖြစ်အောင်ကိုယ့်ကိုထိန်းကျောင်းပြီးတော့နေရမယ်ဆိုတာဒါမှတ်သားတဲ့နဲ့ပေါ့နော်လောကမှာထွက်ခွာခြင်းလောကကြီးဟာဘလောက်ပဲကောင်းအောင်လုပ်လို့ဒီနေ့ကျတော့လောကကြီးကအဆုံးသတ်မကောင်းဘူးဇလန်းနေမှာတော့အလွန်အဆွေးနဲ့ဒီကုန်းချုပ်တဲ့ဇလန်းရှိတယ်လို့ပျော်ရွှင်မှုနဲ့ဒီကုန်းချုပ်တဲ့ဇလန်းလည်းရှိတယ်ဟောcomedy တို့ tragedy တို့ဆိုတာဘဝမှာတော့ပျော်ရွှင်မှုနဲ့ဒီကုန်းချုပ်ရတာလို့မရှိဘူးအမြဲတမ်းဟာသိဆုံးရတာနဲ့အဆုံးသတ်တဲ့အတွက်ကြောင့်အကောင်းနဲ့အဆုံးသတ်တဲ့ဘဝဇလန်းဆိုတာတကယ်မရှိဘူးအဆိုးနဲ့ပဲအဆုံးသတ်တာပဲတကယ်ဘဝဇက်ခုံမှာအဆိုးဆုံးပဲနောက်ဆုံးမှာဘလောက်တော်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘဝကထွက်ခွာပေးရတယ်ဆိုတဲ့နောက်ဆုံးဆင့်ရောက်သွားတာဘလောက်တော်လောကကြီးကိုဘလောက်ပဲအကျိုးပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပေးရမယ်ကောဘဝတစ်ခုမှာကြာရှိစွာရတိုင်နေရှိဘူးထွက်ခွာပေးရတယ်အဲ့ဒီထွက်ခွာပေးရခြင်းဟာသိဆုံးရခြင်းပဲဖြစ်